ဝါဇုကာလမှာဆိုလို့ရှိရင်မြတ်စွာဘုရားလက်ထက်ကယဟန်တော်တွေဟာဘုရားထံကမ္မထမ်းတောင်းကြတယ်ကမ္မထမ်းတောင်းတယ်ဆိုတာကမ္မထမ်းအထုတ်နည်းကမ္မထမ်းကျင့်စဉ်ကိုဘုရားထံကသင်ယူသွားကြတယ်လို့ဆိုလို့မြတ်စွာဘုရားကမ္မထမ်းတရားဟောကြားတဲ့အခါမှာအခြေခံအကျင့်ကစပြီးလောလင်လောသလိုအရတ္တဖို့ပေါက်ထိအောင်လမ်းဆုံးထိအောင်ကျင့်ကြံအထုတ်နည်းကိုအပြည့်စုံဟောကြားလိုက်တာခုခေတ်တော့အလုတ်ပေးတရားလို့ခေါ်မှာပေါ့နော်အလုတ်ပေးတရားဟောလိုက်တယ်ယဟန်900ဟာလဲအခြားယဟန်တွေညာနေတူဝါဇုကာလမှာမြတ်စွာဘုရားစီတရားဓမ္မကိုနာယူချအလုတ်ပေးတရားကိုနာယူပြီးမြတ်စွာဘုရားသတင်း300ဇေရွန်ကျောင်းနဲ့ဝေးလံတဲ့ဒေသတောအုပ်တစ်ခုကိုသွားပြီးတော့ထိုတောအုပ်ထဲမှာနေထိုင်ကတောအုပ်နီးမှာရှိတဲ့ရွာတွေကိုဆွန့်ခံပြီးတော့တောထဲမှာတရားဓမ္မကြိုးစားအထောက်ကြတယ်ရှေးခေတ်ကဝါဇုဆိုလို့ရှိရင်ဒီပုံစံနဲ့ပဲယဟန်တော်တွေဟာတဏှာထဲမှာစုနေလေးမရှိကြဘူးတပါးနဲ့တပါးအစဉ်ပြေမဲ့ပုဂ္ဂိုလ်တွေစုဝေးပြီးအချင်းချင်းဂတိကဝတ်တွေထားလို့တောအကြောင်းတွေချင်းကပ်ပြီးတရားထုတ်ကြအလေးနဲ့ထားပြီးဝါရင်း3လမှာတရားအထုတ်ဝါကျွတ်တဲ့အခါမှာဘုရားစီလာရောက်ပြီးမိမိတို့တရားရလင်ရတဲ့အကြောင်းမရရင်မရတဲ့အကြောင်းမြတ်စွာဘုရားထံဖူးတွေ့ပြီးလာရောက်လျောက်ထားစမြဲဖြစ်တယ်ပေါ့ဝါရင်းကာလမှာချိုးချိုးဆားဆားမိမိတို့တင့်တော်တဲ့မိမိတို့ဇေယိုက်နဲ့လိုက်ဖက်တဲ့တရားဓမ္မတွေကိုသင်ယူမှတ်သားပြီးတရားထုတ်ကြတယ်အဲ့ဒီလိုအစဉ်လာယဟန်900တောအုပ်ထဲသွားပြီးတရားထုတ်ကြတယ်တရားထုတ်တဲ့အခါမှာတောအုပ်ထဲမှာရှိနေတဲ့နတ်တွေကဒီယဟန်တွေလာကစားယဟန်တွေရဲ့ကိုကျင့်သီလတွေရဲ့အရှိန်ဝါကြောင့်တောထဲမှာနေတဲ့နတ်တွေဟာသူတို့ဘုံမိမ့်မနေပေါ်မှာမနေနိုင်ဘူးယဟန်တွေကြွလာတဲ့အခါမှာဘုံမိမ့်မမောကဆင်းသက်ပြီးတော့ယဟန်တွေကိုအလေးပြုပြီးတော့နေကြအဲ့ဒါလိုနေတဲ့အခါမှာတရလည်းမဟုတ်နှစ်ရလည်းမဟုတ်ရက်ကြံညောင်းလာတဲ့အခါမှာသူတို့နေရထိုင်ရကြက်မိမိတို့အိမ်ကိုဘုန်းကြီးတစ်ပါးရောက်နေတယ်ကြွလာတယ်ဆိုရင်အိမ်မှာရှိတဲ့လူတွေနေရထိုင်ရကြက်တယ်လို့နေမှာပဲတော့မို့ဧည့်သည်တစိမ့်တရားရောက်လာလို့ရှိရင်နေရထိုင်ရကြက်တယ်လို့အဲ့ဒါလိုနေထိုင်ကြက်လာတဲ့အခါကျတော့သာသနာတော်ကိုမကြည်ညိုတဲ့နတ်တွေဆိုတော့ကြာရှည်အောင်ဤတိခံနိုင်စွာမရှိကြဘူးဒီယန်းနေတောရဲလာရောက်နေထိုင်တာသူတို့ဒေသကိုကြွလာတာကြိုးဆိုနိုင်ခြင်းမရှိကြဘူးမရှိတော့ဒီကိုယ်တော်တွေမနေနိုင်အောင်လို့ဆိုပြီးတော့အမျိုးစုံကျောင်းမဲ့ဖွဲ့အာယုန်တွေကိုပြကြတယ်ကျောင်းမဲ့ဖွဲ့အတန်တွေကိုညအခါမှာကြားသိစေတယ်မြင်ကွင်းတွေမှာလည်းပဲအမျိုးမျိုး6လက်နဲ့မြင်ကွင်းတွေကိုပြသကြတယ်အဲ့ဒီလိုတောကြီးတဲ့ဟာနေချင်းစပွဲမဖြစ်ဘဲနဲ့အန္တရာယ်တွေဖြစ်ပေါ်လာတဲ့အခါရဟန်းတော်တွေဟာတရားထုတ်ရတော့စိတ်မဖြောင်းကြောက်စရာတွေနဲ့ကြီးပဲတွေ့ပြီးတော့စိတ်မဖြောင်းကြသူတို့ကလည်းအထုတ်နည်းကမ္မထမ်းတစ်ခုပဲဘုရားရှိခိုးသင်သွားတဲ့ကမ္မထမ်းပဲအဲ့ဒါကိုပဲအထုတ်ကြအဲ့လိုနတ်တွေက6လန့်ကြတာ6လန့်တဲ့အခါမှာတမာရီတွေပြက်ပြားပြီးတော့မနေနိုင်တော့တလလောက်ပိတိနေရင်ကနေပြီးတော့ကြာရှည်မနေနိုင်တော့မြတ်စွာဘုရားစီသွားရောက်ကြတယ်ပြန်သွားကြတယ်အဲ့တော့မြတ်စွာဘုရားကဝါတွင်းဒီလိုအချိန်မှာ
ပြန်လာရုပ်ထုံးစံမရှိကြဘူးမရှိဘဲနဲ့ထူးထူးခြားခြားပြန်လာတဲ့ကိုတော်လေးတွေ့တော့ဘာကိစ္စပြန်လာကြသလဲလို့မေးမြန်းတဲ့အခါတပည့်တော်များအဲ့ဒီတောအုပ်နဲ့တပ်ပတ်ရမဖြစ်ပါဘူးဗျာကြောက်စရာတွေလန့်စရာတွေနေတိုင်းတွေ့ပြီကြောက်စရာအတန်တွေလည်းကြားရစိတ်မချမ်းသာစရာတွေဘေးအန္တရာယ်တွေနဲ့ကြုံလို့ပြန်လာပါတယ်လို့ဆိုတဲ့ဆောင်းလျှောက်တော့မြတ်စွာဘုရားရန်တို့တင်တို့အကာအကွယ်လက်နဲ့ရှူမသွားပဲကိုအကာအကွယ်လက်နဲ့ရှူသွားမယ်ဆိုရင်ဒါတွေဖြစ်မှာမဟုတ်ဘူးအကာအကွယ်လုပ်ရင်ဒါမျိုးဖြစ်မှာမဟုတ်ဘူးဆိုပြီးတော့မြတ်စွာဘုရားအကာအကွယ်ဖြစ်ဖို့ဆိုပြီးတော့မေတ္တာတုတ်ကိုဟောပေးလိုက်တာနော်ဒါကြောင့်မေတ္တာတုတ်ရဲ့အစမှာမေတ္တာတုတ်ဖြစ်ပေါ်လာခြင်းအကြောင်းကိုဖော်ပြတဲ့အခါယတ္တနုဘာဝတောယက္ခနေဝတ္တတင်တိဘိဒနံယက္ခဆိုတော့နတ်တွေကိုလည်းယက္ခလို့ပဲခေါ်တာဗမာပြည်မှာတော့ဘလူးလို့ပြန်ကြတာပေါ့သို့တော့လူတွေပူဇော်ပတ်တဲ့တောဆောင်နတ်တောင်ဆောင်နတ်တွေကျောင်းမဲ့ဖွယ်တွေကိုပြကြတယ်သူတို့မလိုလားဘူးဆိုရင်အေးမေတ္တာဘာဝနာပွားပြီးဟောဒီမေတ္တာတုတ်ကိုရွတ်မယ်ဆိုလို့ရှိရင်တော့အခုလိုကြောက်เสียအာယုန်တွေကိုပြကြမှာမဟုတ်ဘူးဒါကလုံညိုစိတ်ချရခြင်းရဲ့တစ်ခုပဲယမိစေဝနုယုံဇံတော်ရတိန်တိဝမတ္တန်တိတောနေရောညာရောမေတ္တာနှလုံးသားမှာမေတ္တာတရားပွားများအထောက်ကြမယ်မေတ္တာနှလုံးသားနဲ့နေမယ်မေတ္တာတရားပွားများအထောက်ကြမယ်ဆိုလို့ရှိရင်တော့ဒုက္ခသုဒ္ဓိသုဒ္ဓောသပပံကိဉ္စီနပတ္တိအိပ်ဆက်တဲ့အခါမှာလည်းချမ်းချမ်းသာသာအိပ်ဆက်ရတယ်အိယာကနိုးတဲ့အခါမှာလည်းချမ်းချမ်းသာသာနိုးရတယ်ဆိုရင်အကျိုးတွေကိုဖြစ်ပေါ်စေတယ်ဆိုလိုတာကမေတ္တာသည်ဘေးရန်နှုံညင်းဆိုတဲ့အကျိုးနတ်တွေက6လမ်းမှုမပြုဘူးဆိုတဲ့အကျိုးရဲ့မိမိကိုယ်တိုင်ခံစားရတဲ့ချမ်းသာအိပ်ဆက်ချမ်းသာလျက်နိုးစားတဲ့မေတ္တာအကျိုးတွေခံယူရရှိနိုင်တယ်မြတ်စွာဘုရားကကရဏီယမထကုသလေနာကစပြီးတော့စိတ်နှလုံးအေးချမ်းမှုကိုဖြစ်ပေါ်စေတဲ့မေတ္တာကျင့်စဉ်ကိုအခြေခံအနေစပြီးတော့ဟောပေးလိုက်ဟောပေးပြီးจิตသားယံတို့အဲ့ဒီတောအုပ်ပဲပြန်သွားကြတောအုပ်မဝင်ခင်နဲ့တောအုပ်ဝတ်ကလေးကဟောဒီမေတ္တာတုတ်တရားတော်ကိုရွတ်ဖတ်တယ်ဆိုအားလုံးအစဉ်ပြေသွားလိမ့်မယ်လို့မိတ်ရှိပြီးတော့ဒီမေတ္တာတုတ်ကိုဟောလိုက်တယ်အဲ့ဒါကြောင့်မလို့မေတ္တာတုတ်ဟောတဲ့နေ့ဖြစ်လို့မေတ္တာခါတော်နေ့လို့ခေါ်တာနော်အဲ့ဒါကိုမတ်တရားဖြစ်ပြီးတော့ဒီနေ့မှလည်းပဲလောကကြီးကအန္တရာယ်တွေအမြဲတမ်းများတဲ့အချိန်ဖြစ်လာတယ်အန္တရာယ်တွေလွန်များတယ်ဉာဏ်တွေဖတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ရာဇဝတ်တွေမှုခင်းတွေကအလွန်များဆိုရင်ရန်ကုန်တိုင်းဒေသကြီးကပိုများတဲ့အဲ့တော့အန္တရာယ်တွေရာဇဝတ်မှုကျွလွန်မှုတွေအလွန်များပြားလာပြီးတော့လောကကြီးကအန္တရာယ်ပြောင်းတဲ့အနေအထားမျိုးရှိလာပြီဆိုရင်မြတ်စွာဘုရားမိန့်ကြားချက်နဲ့မေတ္တာဘာဝနာပွားများအထောက်ဖို့ဟာအရေးတကြီးလိုအပ်နေတယ်ဆိုသိတာထင်ရှားလို့ပေါ့မေတ္တာတရားဟာမေတ္တာတရားနဲ့ကာဝယ်ဆောင်းရှောက်လိုက်မယ်ဆိုရင်အတွင်းရန်အပြင်ရန်ဒီရန်နှမျိုးကိုအေးငြိမ်သွားစေနိုင်နောက်ဆုံးမှာမေတ္တာခြုံမလုံးနေဆိုတာမိမိရဲ့မေတ္တာရှိထားလို့ရှင်အတွင်းရန်ဆိုတာဘာလို့အမုန်းတရားဟာအတွင်းရန်ပဲပေါ့လူတွေရဲ့တဏ္ဍာမှာအမုန်းတရားရှိနေသည့်အတွက်ကြောင့်ထိုအမုန်းတရားကိုအခြေခံပြီးတော့အန္တရာယ်တွေဖြစ်ပွားပြီးတော့နေချတာဖြစ်တယ်ပေါ့အဲ့ဒီအမုန်းတရားကိုမိမိရဲ့နှလုံးသားထဲကရှင်းပစ်ဖို့မေတ္တာဘာဝနာကိုပွားရမယ်တဲ့ရသော်ဗျာမေတ္တာဘာဝိတ္တဗဒေါသတဘာဟနာယဒေါသတမုန်းတိခြင်းဆိုတဲ့ဒေါသတရားကိုဘာနာယဖယ်ရှားပြစ်နိုင်ဖို့ရာ
မေတ္တာဘာဝေတ္တဗမေတ္တာတရားပွားများရမယ်လို့ဟောဒီလိုဟောတာရှိတယ်နော်အဲ့တော့အမုန်းတရားဆိုတာကိုယ့်ရင်ထဲမှာဖြစ်တော့အမုန်းတရားရဲ့အန္တရာယ်ကလည်းအလွန်ကြီးမားတယ်လူတွေကအပြင်ကအန္တရာယ်ကိုသာကြောက်ကြတယ်ကိုယ့်ရင်ထဲမှာဖြစ်နေတဲ့အမုန်းတရားရဲ့အန္တရာယ်ကပိုပြီးတော့ဒုက္ခပေးတယ်ရှင်တဲ့နှလုံးထဲမှာဖြစ်ပေါ်နေတဲ့အမုန်းတရားကိုရှင်းထုတ်ဖို့ရတော်တော်ခဲရနေပေါ့ဒါကြောင့်မို့မေတ္တာနဲ့ရှင်းထုတ်တာမုန်းတရားကင်းအောင်ရင်ကြိုးစားရမယ်မေတ္တာပွားများခြင်းအပြင်မိမိရဲ့ရင်ထဲမှာဖြစ်တဲ့အတွင်းယံလို့ခေါ်တဲ့ဒေါသတရားဒေါသကိုအကြောင်းပြုပြီးတော့ဆက်သွယ်ပြီးဖြစ်ပေါ်လာမယ့်ကိလေသာတွေစိတ်နှလုံးပူလောင်မှုကိုဖြစ်စေတဲ့ကိလေသာတွေဇက်တိုက်ဖြစ်လာမယ့်အကုသိုလ်တွေအဲ့ဓာတွေကိုမေတ္တာကရှင်းထုတ်ထားတယ်လို့ဆိုတယ်ဒါကြောင့်မို့မေတ္တာနှလုံးသားကိုယ်တဏ္ဍာမှာရှိအောင်ကြိုးစားကြဖို့ဝါများအထောက်ထားကြဖို့အဲ့တော့ဒီနေရာမှာမေတ္တာလို့ဆိုတာဘာကိုခေါ်တာတော့လို့ဆိုအလွယ်ဆုံးမှတ်ဖို့ရတာမေတ္တာဆိုတဲ့စကားလုံးနဲ့မိတ္တဆိုတဲ့စကားလုံးကိုတွဲဖက်ပြီးတော့မှတ်သားထားဖို့မိတ္တဆိုတာမိတ်ဆွေမေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်လို့အဓိပ္ပာယ်ရတယ်မေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်မိတ်ဆွေရဲ့စိတ်ဓာတ်ကဘာလဲမိတ်ဆွေပေါင်းတဲ့တကယ်ချင်းတွေတွေ့ရင်စိတ်ကကြည်နူးတယ်ဝမ်းသာတယ်ပျော်ရွှင်တယ်အကျိုးစီးပွားကိုလိုလားတယ်အဲ့ဒီလိုအကျိုးစီးပွားကိုလိုလားတယ်ဆိုတဲ့မိတ်ဆွေစိတ်ဓာတ်ကိုယ်ရင်နဲ့နှလုံးထဲမှာပွားများအောင်တိုးပွားလာအောင်ကြိုးစားအထောက်အမှာလို့သူတို့ဆိုအဲ့ဒီမေတ္တာဟာဟိတကာရလက္ခဏာလို့ဆိုတဲ့အတိုင်းတစ်ဖက်သားရဲ့အကျိုးစီးပွားကိုလိုလားနေတဲ့စိတ်ဓာတ်ကောင်းစားစေခြင်းနဲ့ပျော်ရွှင်စေခြင်းနဲ့ချမ်းသာစေခြင်းနဲ့သူရဲ့ကောင်းကျိုးချမ်းသာတွေကိုမျှော်လင့်ပြီးတော့ဖြစ်စေခြင်းနဲ့အမုန်းကင်းစင်တဲ့ကောင်းကျိုးကိုဖြစ်စေခြင်းနဲ့စိတ်ဓာတ်မျိုးမေတ္တာလို့ခေါ်တာအဲ့ဒါကဖြစ်စင်တဲ့မေတ္တာဒီကနေ့ခေတ်မှာတော့မေတ္တာဆိုတာကိုတူနော်လူငယ်တို့ရဲ့သဘာဝတူချစ်ခင်တာကိုလည်းမေတ္တာလို့ခေါ်ကြတယ်သို့တော့အဲ့ဒီမေတ္တာကတော့တွေ့တာချင်းတတ်မဲ့ချင်းဆိုတဲ့ပုံမှာပို့သွားတယ်တော့သဘာဝချင်းအဖြစ်တူသလိုရှိတော့လဲမေတ္တာနဲ့တဏှာဆိုတာကွဲပြားခြားနားမှုရှိတယ်တဏှာဆိုတာကိုယ့်အတွက်စဉ်းစားတာမေတ္တာဆိုတာသူ့အတွက်စဉ်းစားတာကိုယ့်ကိုစဉ်းစားကြည့်သူ့အတွက်လားကိုယ့်အတွက်လားတဏှာဆိုတဲ့အရာသူ့ကိုမြင်နေရလို့စိတ်ချမ်းသာနေတာဟာအဲ့ဒါသူ့အတွက်လားကိုယ့်အတွက်လားဆိုကိုယ့်အတွက်လေကိုယ်ပျော်ရွှင်မှုအတွက်သူ့ကိုကြည့်ချင်တယ်သူနဲ့တွေ့ချင်တယ်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုတန်ဖိုးထားတာပြောရမယ်ဆိုလို့ရှိရင်မိဘကသားသမီးချစ်တယ်ဆိုတာလည်းပဲတဏှာနဲ့ရောထွေးလာတဲ့အခါကျတော့ဒီသားသမီးကိုမြင်နေရရင်မိဘတွေဟာနော်သားတို့ရုပ်ရည်တိတာမြည်သားရေးကြီးချမ်းမြတ်တပေါက်ကြကဆိုတဲ့စာပေတွေဖွဲ့ဆိုထားကြတယ်လို့ပဲမိဘတို့ရဲ့စိတ်တွေဟာအေးမြသွားတယ်တကယ်တော့ဘယ်တရားဝါကိုပဲကြည့်ကြည့်အေးမြနိုင်မှကောင်းတယ်ကိုသားကိုသမီးကြမှာအေးမြတယ်ဆိုတာတဏှာရာကပါတယ်လို့ဒီလိုပြောအဲ့ဒီတဏှာရဲ့သဘောဟာကိုယ့်အတွက်စဉ်းစားတာကိုသားသမီးရဲ့လိမ်မာပြီဆိုရင်ပို့ပြီးတော့ချစ်ကြအေးမလိမ်မာဘူးမိုက်ရင်လည်းချစ်တာပါပဲလူတွေကအဲ့တော့လူတွေဟာသားသမီးကိုသားသမီးနဲ့ဆုံတွေ့နေရလို့ရှိရင်စိတ်ထဲမှာကျေနပ်နေတဲ့ပီတိကိုလိုလားလို့သားသမီးကိုချစ်တယ်လို့ဒီလိုပြောကြတယ်အကယ်၍ဒီသားသမီးကကိုယ်ပျော်ရွှင်ချမ်းမြေ့တဲ့ချမ်းသာဒုက္ခမျိုးစိတ်ချမ်းသာမှုကိုမပေးနိုင်တော့ဘူးဆိုလို့ရှိရင်ဒီသားသမီးချစ်သေးလားဆိုချစ်တော့ဟောသတင်းစာတွေအမွေပြကြော်ညာတာတွေတွေ့ဘူးမှာပေါ့
သာသမီချစ်ရင်ပဲကြည်ရမှာဘာကြောင့်ကြည်ညာတာလို့ဆိုသူရဲ့ချမ်းသာဒုက္ခကိုနှောက်ယှက်ပိတ်ပင်လာပြီဆိုရင်မလိုလားတော့အကယ်၍သာသာသမီပေါ်ချစ်တယ်ဆိုရင်ဘာလို့ခွင့်လွတ်နေမှာပေါ့မေတ္တာရဲ့သဘောကအဲ့လိုခွင့်လွတ်တာဒီဝတ္တဟာမြတ်စွာဘုရားပေါ်မှာခေါလောကလအလုဆုံးပဲရံအပြုဆုံးပဲသို့တော်မြတ်စွာဘုရားသာတော်ရဟုလာနဲ့ဒီဝတ္တနှစ်ဦးရှင်ကြည့်လိုက်လို့ရှိရင်ဓာတ်ညညီမြမေတ္တာထားနိုင်ဒီဝရရဲ့အကျိုးစီးပွားလိုလားတယ်ရာဟုလာရဲ့အကျိုးစီးပွားကိုလည်းလိုလားတယ်ရာဟုလာမို့ပိုသလားလို့မပို့တစ်ဖက်ဆောင်းနေမရှိဘူးတဲ့တစ်ဖက်ဆောင်းနေမရှိတာဘာကြောင့်လဲလို့တစ်ဖက်ဆောင်းနေဖြစ်ခြင်းရဲ့အကြောင်းကလောဘတဏှာရာဂတစ်ဖက်ဆောင်းနေဖြစ်ခြင်းအကြောင်းအာဂတိလိုက်တယ်ဆိုတဲ့နေရာမှာကြည့်သန္တာဂတိဆိုတာနော်သန္တာဆိုတာဒီနေရာလောဘကိုပြောတာတဏှာလောဘနဲ့လူတွေဟာဓမ္မလမ်းကြောင်းကနေတိမ်ဆောင်းသွားကြဒေါသကြောင့်လည်းပဲဓမ္မလမ်းကြောင်းကတိမ်ဆောင်းတယ်ဘယဆိုတဲ့ကြောက်ရွံ့မှုကြောင့်လည်းပဲတိမ်ဆောင်းတယ်မောဟဆိုတဲ့အမှန်မသိမှုကြောင့်လည်းပဲဓမ္မလမ်းကြောင်းကတိမ်ဆောင်းပြီးတော့တွေ့ဖြီသွားတတ်တယ်သန္တာဂတိဒေါသဂတိဘယဂတိမောဟဂတိလို့ဆိုတဲ့အဂတိဓမ္မလမ်းကြောင်းတိုင်းမလိုက်ဘဲနဲ့လမ်းကြောင်းလွဲသွားတယ်လို့ဒီလိုဆိုတာအဲ့ဒီလမ်းကြောင်းလွဲခြင်းရဲ့အကြောင်းတွေကဘာတွေတုံးဆိုသန္တာဆိုတဲ့တဏှာလောဘဒေါသဘုရားကြောက်ခြင်းကလည်းဒေါသပဲမောဟဆိုလိုတာလောဘဒေါသမောဟဆိုတဲ့ဒီတရားစိုးတွေကြောင့်မို့ဓမ္မလမ်းကြောင်းကသွေဖီပြီးတော့တိမ်ဆောင်းသွားကြတာလို့ဒီလိုပြောလို့ရဖြစ်တယ်အာဂတိလိုက်တယ်ဆိုတာအဲ့ဒါမြတ်စွာဘုရားမှာလောဘလည်းမရှိဒေါသလည်းမရှိမောဟလည်းမရှိတော့ဘယ်လိုလုပ်ပြီးတိမ်ဆောင်းလို့ရတော့မှာတော့ဟောလောဘရှိရင်လေဘသူကိုတော့ပိုချစ်တယ်ဆိုတဲ့နောက်လိုက်တော့ဒေါသရှိလို့ရှိရင်လည်းဘသူကိုတော့မုန်းလို့ဆိုတာဖြစ်တော့ရလုံးတတ်တဲ့လူကိုဘသူကိုတော့ကြောက်လို့လောဘမှမလောဘမှမသိလို့ဆိုတဲ့မောဟဒါမျိုးတွေကမရှိတော့မရှိသည့်အတွက်ကြောင့်အလုံးပေါ်မှာတူညီတဲ့မေတ္တာတရားကိုထားနိုင်တယ်လို့သူတို့ဆိုတာစိတ်ဓာတ်ဆိုတာလည်းနဲ့တော့မရဘူးလူတွေရဲ့စိတ်ဓာတ်ကဘာနဲ့ဥပမာတူလို့ဆိုရင်မတန့်စင်ရသေးတဲ့ရွှေနဲ့အလားတန်တူတယ်မတန့်စင်ရသေးတဲ့ရွှေဟာသွားပြီးတော့ချိုးလိုက်ရင်ကျိုးတော့မှာတန့်စင်ပြီးတော့ရွှေဟာအညစ်အကြေးတွေကိုတန့်စင်လိုက်ပြီးတော့မီးနဲ့ဖုတ်ပြီးပရိစ္ဆာတွေလှုပ်တယ်လို့မိုက်ခွက်ထဲမှာထည့်ပြီးတော့မီးဖုတ်လိုက်မကောင်းတဲ့ကျွတ်ဆက်တဲ့ရောထွေးနေတဲ့ပါဝင်နေတဲ့ဓာတ်တုတွေကိုဖယ်ရှားပစ်ပြီးရွှေသားအစစ်ရသည်ထီအောင်ကြိုးစားလိုက်ပြီးဆိုမှရွှေဟာနန်းဆွဲလို့ရသည်ထီအောင်ပျော့ပြောင်းသွားတယ်မကြိုးတော့အဲ့ဒါအဲ့တော့ကျွတ်ဆက်နေတဲ့အရာတွေအလုံးကိုဖယ်ရှားပစ်လိုက်ရွှေသားအစစ်ဖြစ်သွားပြီဆိုရင်အယောင်ကလည်းပိုတောက်လာတယ်ကိုကြိုက်တဲ့ပုံစံတွေကိုလည်းပဲပြင်လို့ရသွားတယ်အဲ့ဒါလိုပဲလူတွေရဲ့စိတ်ဟာလောဘတွေဒေါသတွေမောဟတွေမာမနတွေအိတ်ဓာတွေမစ္စရိယတွေဆိုတဲ့တတ္တုတွေရောနေတယ်လို့ရွှေထဲမှာတခြားတတ္တုတွေရောနေတယ်လို့ဘာမှလုပ်လို့မရဘူးကျွတ်ဆက်နေမှာပဲနော်ကျွတ်ဆက်နေသည့်အတွက်ကြောင့်ဘက်လိုက်မှုတွေကလည်းအများကြီးဖြစ်တယ်ဘယ်သူတော့ခင်မင်လို့ဘယ်သူကိုတော့မုန်းလို့ဘယ်ရာကိုတော့အမှန်မသိလို့ဘယ်သူကိုတော့ကြောက်လို့ဆိုပြီးတော့ဓမ္မလမ်းကြောင်းတွေတိမ်ဆောင်းကုန်တာပဲဖြစ်တယ်ပေါ့အေးအဲ့ဒီလိုပဲလူရဲ့စိတ်ဟာဒီလောဘဒေါသမောဟတွေကင်းသွားပြီဆိုလို့ရှိရင်တန့်စင်တဲ့ရွှေလေးလိုပဲအလုံးပုံစံဖော်ကြတယ်လို့ဖော်လို့ရတဲ့အနေအထားမျိုးရောက်ရှိသွားတယ်အဲ့တော့မေတ္တာဆိုတာဟာအဓိကအားဖြင့်လောဘကိုဖယ်ရှားတာမဟုတ်ဘဲနဲ့ဒေါသဆိုတဲ့အမုန်းတရားကျွတ်ဆက်နေတဲ့အရာကိုဖယ်ရှားလိုက်တာပဲဖြစ်တယ်
ရှင်တဲ့နှလုံးထဲမှာအမုန်းတရားတော့မရှိတော့မုန်းတရားမရှိတော့တိတ်တဆိတ်ဘာကဝင်လာတတ်တုံးဆိုလောဘဆိုတဲ့တဏှာဆိုတဲ့အရာကဝင်ပြီးတော့နှောက်ယှက်တယ်ဒါကြောင့်မို့မေတ္တာရဲ့အနီးကပ်နီးတဲ့ယန္တုကတဏှာလို့ပြောတာစင်စင်တူတယ်ဒါကြောင့်မို့တဏှာနဲ့မေတ္တာခွဲလို့မရကြဘူးဖြစ်နေတယ်ပေါ့နော်မေတ္တာရှိမေတ္တာဆိုတဲ့စကားလုံးကအလွန်ဖြူစင်တယ်တဏှာရာဂဆိုတဲ့စကားလုံးကမဖြူစင်ဘူးမဖြူစင်တဲ့စကားလုံးကိုလားသရံတူသည့်အတွက်ကြောင့်ဘု து မေတ္တာရှိတယ်ဘယ်ဝမေတ္တာရှိတယ်ပြောကြတယ်ပေါ့တကယ်ကတော့တဏှာရာဂနဲ့ရောနေတဲ့မေတ္တာဒီကျွတ်ဆက်တဲ့မေတ္တာမျိုးကိုလူကြနေတယ်များခြေနှက်နေမှာပဲကိုလူမကြရင်တော့သွားတော့နော်ဒါကြောင့်မလို့ဒီလောကလူတွေဟာလမ်းခွဲကြတာအဲ့ဒါအကယ်၍မေတ္တာနဲ့ဆိုရင်လမ်းခွဲစရာအကြောင်းမရှိဘူးတဏှာကြောင့်ကိုလမ်းခွဲတာကိုယ့်ရဲ့လိုဘမပြည့်တော့ဘူးဆိုလို့ရှိရင်လမ်းခွဲသွားပြီအဲ့ကြောင့်ဒါကြောင့်မို့မေတ္တာဆိုတဲ့စကားလုံးနဲ့တဏှာဆိုတဲ့စကားလုံးဟာအနိကဒီသဘာဝချင်းနိကနေတော်လဲပဲအမှန်တမ်းကွဲပြားခြားနာတယ်ကွဲပြားခြားနာတယ်ဘယ်လိုနည်းနဲ့ကွဲပြားခြားနာသလဲဆိုရင်မေတ္တာဆိုတာသူ့အတွက်တဏှာဆိုတာကိုယ့်အတွက်တဏှာကစဉ်းစားတာကိုယ့်အတွက်ပဲစဉ်းစားမယ်မေတ္တာကကိုယ့်အတွက်ကိုမစဉ်းစားဘူးသူ့အတွက်ကိုစဉ်းစားတာသူအစဉ်ပြေပါစေဒါကမေတ္တာဘာပဲဖြစ်ဖြစ်ငါသဘောချဆိုတာဒါတဏှာကိုယ်လူချကိုယ်စိတ်တိုင်းကြဖြစ်ခြင်းအဲ့ဒါဆိုရင်တဏှာဆိုလို့ရှိရင်တော့ဘယ်တော့မှထာဝရထိမ့်သိမ်းထားနိုင်စွာမရှိဘူးသူကိုယ်ကအစွန်းရောက်နေတဲ့အရာတစ်ခုပဲဒါကြောင့်အစွန်းမရောက်တဲ့တိမှတ်နေတဲ့မေတ္တာစစ်ရအောင်ကြိုးစားအထောက်အောင်မေတ္တာစစ်ရမှဒေါသဆိုတာပယ်ရှားနိုင်တယ်လောကမှာမေတ္တာလိုနဲ့တဏှာဝင်လာပြီဆိုရင်ဒေါသဖြစ်ဖို့လည်းအလွယ်လေးပဲတဏှာရှိရင်ဒေါသဖြစ်လာတတ်တယ်အလိုကြရင်တဏှာအလိုမကြရင်ဒေါသဒီလိုလာတာဟုတ်ကိုလိုကြနေတယ်များတော့ကျင့်တတ်နေမှာအလိုမကြဘူးဆိုတာနဲ့ဒေါသဝင်လာအေးလူတွေရဲ့စိတ်အင်တန်မှခွဲခြားရတဲ့ခက်တဲ့နေထားရှိတယ်ဒါကြောင့်မို့ရသော်ဗျာမေတ္တာပွားတဲ့အခါမှာတဲ့မေတ္တာနဲ့အလားသဏ္ဍာန်တူတဲ့တဏှာကဝင်ရောက်ပြီးတော့လှည့်စားသွားတယ်လှည့်စားသွားတယ်ရာဂောမေတ္တာယဝိသေတိရာဂောရာဂဆိုတဲ့တဏှာလောဘဟာမေတ္တာယမေတ္တာပုံပန်းတရံနဲ့ဝိသေတိလှည့်စားသွားတယ်လောကကြီးကိုလှည့်စားခံရရတယ်အဲ့ဒါကြောင့်မလို့ရာဂဆိုတာဖယ်ရှားပစ်ပြီးတော့တကယ်မေတ္တာစစ်ရအောင်ပွားများအထောက်ကြရမှာဖြစ်တယ်မေတ္တာဆိုဒီမှာသူ့အကျိုးစီးပွားကိုလိုလားတာတစ်ဖက်သားရဲ့အကျိုးစီးပွားကိုလိုလားခြင်းတက်တာဖြစ်တယ်ကိုယ့်အတွက်မစင်စားဘူးတစ်ဖက်သားအဆင်ပြေပါစေဆိုတဲ့ပွားများတဲ့မေတ္တာမျိုးအဲ့တော့သူ့ရဲ့ဆန့်ကျင်ဘက်ကဘာလို့ဝေးတဲ့ဉာဏ်သူကအမုန်းတရားပဲမေတ္တာထားလိုက်ပြီဆိုရင်ကိုယ့်ရင်ထဲမှာရှိတဲ့အမုန်းတရားဟာကင်းသွားအမုန်းတရားကင်းစင်တဲ့နှလုံးသားကိုမေတ္တာကမှတိဆောက်ပေးနိုင်တာဖြစ်တယ်ပေါ့အေးမေတ္တာကတိဆောက်ပေးတဲ့အမုန်းတရားကင်းတဲ့နှလုံးသားပိုင်ရှင်ဟာအတွင်းဉာဏ်ကတော့ဒေါသဆိုတဲ့အတွင်းဉာဏ်သူ့တဏ္ဍာမှာချုပ်ငိမ့်သွားပြီချုပ်ငိမ့်သွားသည့်အတွက်ကြောင့်အတွင်းဉာဏ်အတွက်သူဟာအလျေမရှိတော့ဘူးအပြင်ဉာဏ်ကတော့ပြောလို့မရဘူးသို့တော့အပြင်ကအန္တရာယ်ပြုတာကိုလည်းဒီမေတ္တာကာကွယ်ပေးနိုင်တယ်လို့သူဆိုတယ်နော်ပြင်ကအန္တရာယ်ပြုတာကိုလည်းကာကွယ်ပေးနိုင်မိမိကိုယ်တိုင်ကစစ်မှန်တဲ့မေတ္တာနဲ့တစ်ဖက်သားကိုဆက်ဆံပြီးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာတဖြည်းဖြည်းမိမိရဲ့မေတ္တာစွမ်းအားအရှိန်ဟပ်ပြီးတော့သူဟာလည်းမိမိပေါ်မှာနောက်ဆုံးခြေနဲ့လက်ခံလာတဲ့အနေအထားမျိုးရရှိလာနိုင်တယ်
နိုင်ငံခြားတိုင်းပြည်တစ်ခုကိုသွားရောက်အလုပ်လုပ်တဲ့ဒကမာကြီးတယောက်ကရှောက်ဖူးတယ်နိုင်ငံခြားမှာအလုပ်လုပ်တဲ့အခါမှာအလုပ်တူလုပ်ရတဲ့နိုင်ငံခြားသူတယောက်ကသူ့ကိုအမြဲတမ်းရန်လုပ်တယ်တဲ့ဘယ်လိုမှသိခံပေါင်းသိလို့မရဘူးနောက်ဆုံးကြတော့စိတ်နှလုံးဒုံဒုံချပြီးတော့သူ့ကိုမေတ္တာပဲပွားတယ်မေတ္တာပွားတဲ့အခါကျတော့ကြာရှည်စွာပွားလိုက်လို့လလောက်နေလိုက်တဲ့အခါမှာအစဉ်ပြေပြီးတော့ရင်းနှီးတဲ့မိတ်ဆွေအဖြစ်ရောက်သွားတယ်ဆိုလို့ဒါကသူလက်တွေ့ရှိတာပြောဦးတယ်အဲ့တော့လောကမှာဒီလိုလက်တွေ့ရှိတာတွေလည်းရှိပါတယ်တကယ်မေတ္တာကအောင်မြင်မှုကိုရတယ်ဆိုတာတော့မှန်တယ်တခဏလေးမှာတော့မေတ္တာကရှုံးသေးအောင်ရောအာမကောင်းသေးရင်တော့သူကခံစစ်သဘောမျိုးဖြစ်သည့်အတွက်ကြောင့်သူကရှုံးတယ်လို့ဖြစ်ကောင်းဖြစ်လိမ့်တာမန်လူတွေရဲ့လက်ထဲမှာနေရာမှာကြည့်ပဲဆိုရင်မေတ္တာဟာအရှုံးသမားလို့ထင်ကြလိုက်လူကဒေါနဲ့မောနဲ့တစ်ဖက်သားမလှုပ်နိုင်အောင်ရန်လှုပ်နိုင်မှသူကအနိုင်ရတယ်ထင်တာကိုမေတ္တာနှလုံးသားဆိုတာအမြဲတမ်းငြိမ်သက်အေးချမ်းစွာတုံ့ပြန်မှုကင်းတဲ့အရာဖြစ်တယ်အဲ့ဒီမတုံ့ပြန်မဲနဲ့ငြိမ်းချမ်းအောင်ဖြစ်စေတတ်တဲ့မေတ္တာရဲ့အောင်မြင်မှုကမှထာဝရအောင်မြင်မှုလို့ဒီလိုခေါ်နိုင်တယ်ပေါ့ဒါကြောင့်မို့မေတ္တာအခါတော်နေ့မှာမိမိတို့ရဲ့မေတ္တာနှလုံးသားကိုအခိုင်အမာတည်ဆောက်ထားကြဖို့လိုအပ်တယ်လို့သူတို့ဆိုတာပေါ့နော်မေတ္တာရဲ့အနိကယန္တုကတဏှာရာဂလောဘမေတ္တာရဲ့ဝေသောယန္တုကဒေါသအနိယန္တုဝေယန္တုနီးတဲ့ယန္တုဆိုတာကိုယ်နဲ့အတူတူနေသည့်အတွက်ကြောင့်ယန္တုမှမသိတတ်ဘူးမသိမသာဝင်ရောက်လာတတ်တယ်အဝိဓမ္မသူကဖြည့်ဆည်းတယ်အနုနီးနဲ့ဖြည့်ဆည်းတယ်လို့ခေါ်တယ်အနုနီးနဲ့ဖြည့်ဆည်းတာယန္တုမှကိုမသိအောင်အနုနီးနဲ့ဖြည့်ဆည်းတယ်တဏှာကမေတ္တာရအောင်ဆောင်ပြီးတော့ဖြည့်ဆည်းလိုက်လို့ရှိရင်လူတွေရဲ့တဏှာမှာမေတ္တာအစစ်ဟာပျက်စီးသွားတယ်ပျက်စီးသွားလို့သူရလိုက်တာတဏှာရာဂပဲရလိုက်တာဖြစ်တယ်ပေါ့မေတ္တာနဲ့လုံးဝဆန့်ကျင်ဘက်ကတော့ဒေါသအမုန်းတရားဒေါသဆိုတာအဝိဓမ္မမေတ္တာနဲ့ဆန့်ကျင်ဘက်ကြီးဖြစ်လို့သိတာတယ်ဒါကြောင့်မို့အဝေးကယန္တုလို့ပြောတာအဝေးယန္တုကကွဲပြားခြားနားမှုသိတာထင်ရှားလို့ဝေသောယန္တုလို့ဒီလိုစာပေကျမ်းကမှာအဲ့လိုဆိုတာဒါကြောင့်မို့လို့လေမြတ်စွာဘုရားကမေတ္တာဘာဝေတ္တပဒေါသတပဟာနာယဒေါသတအမုန်းတရားဆိုတဲ့ဒေါသပဟာနာယဖယ်ရှားပြစ်ဖို့ရမေတ္တာကိုဘာဝေတ္တပမိမိရဲ့တဏ္ဍာမှာဖြစ်ပွားစေရမယ်ဟုတ်ပြီမေတ္တာကိုဖြစ်ပွားစေဖို့အတွက်ဘာတွေလုပ်ရမလဲဘယ်လိုဖြစ်အောင်လုပ်ရမလဲမေတ္တာပွားတာဟာအလုံးကိုခြုံငုံပွားတဲ့မေတ္တာပွားလေးရှိတယ်ဆံရအောင်မေတ္တာကိုဒီပုဂ္ဂိုလ်တဦးပေါ်မှာအခြေစိုက်ပြီးတော့ဆံရသည်ထိအောင်တမာရီကိုထူထောင်တဲ့ပွားတဲ့မေတ္တာမျိုးတွေရှိတယ်ပုဂ္ဂိုလ်တဦးကိုအခြေစိုက်ပြီးတော့ဆံရသည်ထိအောင်ပွားတဲ့မေတ္တာမျိုးကြတယ်သူကတမာတိတမထကျင့်စဉ်တစ်ခုဖြစ်ရောက်သွားတာတရားထုတ်တယ်ပုံစံမျိုးထုတ်ရမှာဖြစ်တယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့အားလုံးကိုခြုံငုံပြီးတော့အားလုံးအဆင်ပြေကြပါစေချမ်းသာကြပါစေအကောင်းတွေကြီးပဲတွေးကြပါစေအဆိုးနဲ့မကြုံကြပါစေနဲ့တော့အားလုံးကိုအာယုပြုပြီးတော့ပွားတဲ့မေတ္တာဟာတမာတိကိုဥစားပေးပြီးတော့ပွားတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်ထဲနှလုံးထဲမှာမေတ္တာနှလုံးသားကိုယ့်ရဲ့နှလုံးသားထဲမှာမေတ္တာဓာတ်စွမ်းအားကိုတည်ဆောက်ခြင်းသာဖြစ်တယ်ပေါ့အဲ့တော့မေတ္တာကိုသမထကျင့်စဉ်တစ်ခုအနေနဲ့ပွားတော့မယ်ဆိုရင်ဘယ်လိုပွားရမလဲလို့ကပ္ပဋ္ဌာန်းထုတ်တာပဲကပ္ပဋ္ဌာန်းထုတ်ပြီဆိုလို့ရှိရင်အာယုတစ်ခုကိုရွေးချယ်ရခုလုပ်တော့မယ်ဆိုရင်အလုပ်တစ်ခုမှာ object လို့ခေါ်တယ်
အာယုံကိုရွေးချယ်တာမေတ္တာမှာရွေးချယ်ဝိပဿနာတရားအထုတ်ရင်ယုံနဲ့နံကိုတွေ့အောင်ရှာအဲ့ဒီပုံမှာပွားတပ္ပထာจิตစစ်တစ်ခုကိုကျင့်တော့မယ်ဆိုလို့ရှိရင်ကတိုင်းပဲဖြစ်စေနော်ပထဝီယဝတ္တေဇဝါယောဆိုတဲ့ဓာတ်၄ပါးကတိုင်းပဲဘုဒ္ဓကတိုင်းပဲဖြစ်စေဒီအစင်းရောင်ကတိုင်းပဲဖြစ်စေတခုအခြေစိုက်เสียတခုလောက်အောင်မှာဖြစ်တယ်ပေါ့အဲ့တော့မေတ္တာကဘယ်မှာအခြေစိုက်တော့ဆိုတရားဝါပေါ်မှာအခြေစိုက်ရတရှိတရားဝါပေါ်မှာမေတ္တာပွားမှာတစ်ပင်ကြီးသွားပြီးမေတ္တာပွားလို့မရဘူးနော်တစ်ပင်ကိုမေတ္တာပွားလို့မရဘူးတက်မဲ့တွေကိုသွားပြီးမေတ္တာပွားလို့မရဘူးတောတောင်ရေမြေတွေရှင်သန်ကြပါစေလို့သွားမေတ္တာပွားလို့လည်းမရဘူးတက်ရှိတရားဝါဖြစ်ရမယ်သေသွားတဲ့ပုဂ္ဂိုလ်ကိုလည်းမေတ္တာပွားလို့မရဘူးဟိုဘဝရောက်နေတာကိုတော့အဲ့ဒီဘဝနဲ့သိရင်တော့ပွားလို့ရတာပေါ့သေသွားတဲ့လူကိုဒီဘဝပုံစံကြည့်ပြီးပွားလို့မရဘူးလို့ပြောတာအဲ့တော့မေတ္တာပွားတော့မယ်ဆိုလို့ရှိရင်ဒီ focus လုပ်ဖို့မိမိဥတည်ချက်ထားဖို့ရှုွက်တစ်ခုရှာရမယ်ရှာတဲ့အခါမှာတရားဝါကိုပဲရှာတရားဝါကိုရှာတဲ့အခါမှာပညာသားပါတယ်အလွယ်တကူနဲ့တိမ်ဆောင်းသွားနိုင်တာမို့အမျိုးသားဆိုလို့ရှိရင်အမျိုးသမီးကိုသွားမရှာနဲ့လမ်းချော်သွားနိုင်တယ်အမျိုးသမီးကလည်းအမျိုးသားတယောက်ကိုမေတ္တာပို့မယ်လို့သွားမကြိုးစားနဲ့လမ်းချော်သွားနိုင်တယ်အဲ့တော့ကိုရှာတဲ့ object မေတ္တာပို့မဲ့ပုဂ္ဂိုလ်သည်သက်ရှိဖြစ်ဖို့လိုတယ်အမျိုးသားဆိုရင်အမျိုးသားချင်းမိတ်ဆွေရင်းနှီးသူဖြစ်ရအမျိုးသမီးဆိုအမျိုးသမီးချင်းရင်းနှီးခင်မင်သူဖြစ်ရဘာကြောင့်ရင်းနှီးသူရွေးရတယ်လဲဆိုရင်မေတ္တာတိဆောက်ဖို့လွယ်အောင်လို့ရင်းနှီးပြီးသားဆိုတော့မေတ္တာကပြိုးပြီးသားဖြစ်နေလေအဲ့တော့မို့ဆိုပြိုးရင်သွားပြီးပြိုးနေအောင်လို့ဖြစ်နေခွာပြိုးပြီးသားဆင်တဲ့မေတ္တာအခြေခံပြီးသားဖြစ်နေဒါကြောင့်မို့ဆင်တဲ့ပြိုးပြီးသားကိုယ်နဲ့ခင်မင်ရင်းနှီးတဲ့မျိုးသမီးဆိုမျိုးသမီးချင်းမျိုးသားဆိုမျိုးသားချင်းအဲ့ဒီလိုပုဂ္ဂိုလ်ကိုရွေးချယ်လိုက်ရွေးချယ်ပြီးတဲ့အခါမှာအာယုန်ထဲမှာသူ့ရဲ့ပြုံးရွှင်တဲ့မျက်နှာလေးကိုအာယုန်ထဲမှာပေါ်လာအောင်စိတ်ထဲမှာမြင်လာအောင်ကြည့်ပြီးတဲ့အခါမှာချမ်းသာပါစေစင်ပြေပါစေကိုကြိုက်တဲ့စကားလုံးတစ်ခုနဲ့ဘေးရန်ကင်းပါစေတစ်ခုခုပဲဆိုရမယ်နော်စင်ပြေပါစေချမ်းသာပါစေဆိုတဲ့စိတ်ဓာတ်ကိုသူပျော်ရွှင်ပါစေဆိုတဲ့အတွေးလေးတွေကိုထပ်တလဲလဲအဲ့ဒီမျက်နှာရိပ်ကလေးကိုမျက်စိစိတ်ထဲမှာပုံဖော်ပြီးတော့မေတ္တာစိတ်တွေထပ်ဖြစ်နေအောင်လုပ်ရမယ်စိတ်တွေတောင်တွေးမြောက်တွေးမတွေးရဘူးသူမျက်နှာကိုကြည့်ပြီးတော့ပြုံးရွှင်တဲ့မျက်နှာလေးပေါ်မှာမေတ္တာကိုတစ်ခုပြီးတစ်ခုပြီးတစ်ခါပြီးတစ်ခါအချိန်ချင်းထပ်ဖြစ်နေအောင်လုပ်တာဘာဝနာလို့ခေါ်တယ်ဘာဝနာဆိုတာဖြစ်စေတတ်တာနဲ့တိုးတက်ပွားများလာအောင်လုပ်တာကိုဘာဝနာလို့ပြောတယ်အဲ့လိုအချိန်ချင်းထပ်သူ့မျက်နှာစိတ်ထဲမှာစွဲနေအောင်ကြည့်ပြီးတော့စင်ပြေပါစေချမ်းသာပါစေဆိုတဲ့စိတ်ဓာတ်ကိုအမြဲတမ်းပွားနေရမျက်စိတွေကသူ့ကိုမထွက်တော့ဘူးစားလဲအတူတကွသူ့နဲ့ပဲအိတ်လဲသူ့မျက်နှာကိုမြင်နေတယ်သွားလာနေလဲသူ့ကိုပဲမြင်နေတယ်ဆိုတဲ့အဲ့ဒါလောက်ထိအောင်ဆွဲသွားသည်ထိအောင် impression ကောင်းအောင်လုပ်အောင်ဆိုလို့လေနော်အဲ့ဒီကြမှာတမာတိဆိုတာရမှာလေ focus လုပ်မှာတမာတိရတာအဲ့ဒီတမာတိပေါ်မှာအခြေစိုက်ပြီးတော့မေတ္တာစိတ်ကိုအခိုင်အမာတည်ဆောက်တာအဲ့တော့သွားလဲအတူတူစားလဲအတူတူနေလဲအတူတူအိတ်လဲသူနဲ့အတူတူလို့ဆိုတဲ့စိတ်ရခံစားမှုတွေဖြစ်လာပြီးတော့အပြစ်ကင်းစင်တဲ့တန့်စင်တဲ့မေတ္တာဓာတ်တွေသူ့ပေါ်မှာထားနိုင်ပြီဆိုလိုက်ပြီဆိုလို့ရှိရင်အဲ့ဒါဟာ
ဇန်အင်္ဂါတွေနဲ့ညီညွတ်သွားပြီဆိုရင်ပထမဇန်ရတယ်လို့ခေါ်တယ်ပေါ့ပထမအချက်တော့ဇန်ရတာဆိုတာနဲ့ပြန်မလို့မကြိုးစားနဲ့ဒီဇန်ပြန်သေးတာမဟုတ်သေးဘူးနော်ဘယ်ချိန်ဝင်စားဖြတ်ကနေသူပြန်တာမြင်ပြီးဒီစိတ်ဓာတ်ပေါ်လာတယ်အဲ့ဒါဇန်ရတယ်လို့ခေါ်တယ်အဲ့ဒီကနေတစ်ဆင့်ဒုတိယဇန်တက်နိုင်တယ်တတိယဇန်ထိအောင်တက်နိုင်တယ်တတိယဇန်ဆိုတာပီတိနဲ့သွားတဲ့ဇန်မျိုးအဲ့ဒီဟိုဘက်တော့သူကတက်လို့မရဇန်သုံးဆင့်တက်လို့ရတယ်မေတ္တာအဲ့ဒါလို့ထိအောင်ဇန်ရသည်ထိအောင်ပွားထားတဲ့မေတ္တာမျိုးအဲ့ဒီမေတ္တာမျိုးဟာကိုယ့်အတွက်သွားလဲဒီမေတ္တာနဲ့ပဲသွားတယ်နေလဲဒီမေတ္တာနဲ့ပဲနေတယ်ဆိုတဲ့အနေအထားမျိုးတစ်ခုဖြစ်လာအဲ့ဒါကိုစာပေကျမ်းကမှာမြတ်စွာဘုရားကဟောတယ်မေတ္တာယဘိက္ခွေအာတိဝိတာယဘာဝိတာယဘုဒ္ဓိကတာယယာနိကတာယဝဋ္ထုကတာယပရိစိတာယသုတ္တမရတ္ထာယဆိုစကလုံးတွေနဲ့ဖော်ပြတယ်အဲ့ဒီလိုမေတ္တာကိုစပြီးတော့လုပ်တယ်တူပွားလောင်လုပ်တယ်အချိန်ချင်းထပ်လုပ်တယ်ဘလောက်ကြောင်လုပ်တယ်ဆိုတော့မပါဘူးဂျာကြီးလုပ်နော်အဲ့ဒီစိတ်ဓာတ်နဲ့ရင့်တတ်နေအချိန်မီဝင်စားလို့ရအောင်ယာနိကတာယကိုစီးသွားတယ်ဘယ်နေရာသွားသူနဲ့သွားတယ်ဆိုတော့ဘယ်နေရာသွားကားလေးနဲ့သွားတယ်လို့ပဲဘယ်နေရာသွားမေတ္တာနဲ့သွားနေတယ်ဟောယာနိကတာယဝဋ္ထုကတာယဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်အတွက်အခြေပြုစရာတစ်ခုအနေနဲ့ထားတယ်သူတမာရတ္တယစနစ်တကျကိုအထုတ်ထားတယ်ပရိစိတာယအချိန်ပေါင်းမြောင်များစွာရက်ပေါင်းကြာမြင့်စွာလေ့လာအထုတ်ထားတယ်အဲ့ဒီမေတ္တာစိတ်ဓာတ်ကိုယ်တဏ္ဍမှာအခိုင်အမာရပြီဆိုရင်တဲ့မေတ္တာအကျိုး7မျိုးစွာရမယ်တမန်လေးအတ္တဝေတ္တအဝေရာဟွန်တုလေးနဲ့တော့မရသေးဘူးเนาะအဲ့ဒီလိုမေတ္တာမျိုးပြောတာမဟုတ်ဘူးမြတ်စွာဘုရားအခုလိုဇန်အတိုင်းတာထိအောင်အင်းအားကောင်းတဲ့မေတ္တာရပြီဆိုလို့ရှိရင်ဘာဖြစ်လဲဒုက္ခသုပတိအိပ်ဆက်ရတဲ့အခါမှာเนาะ sound sleep လို့ပြန်အိပ်ဆက်တယ်ပျော်ပျော်ရွှင်ရွှင်အိတ်လို့ကောင်းတယ်ဒုက္ခသုပတိချမ်းသာအိပ်ဆက်ဒုက္ခပပုစတိချမ်းသာလျက်နိုးအိယာကလည်းချမ်းသာတယ်အိယာကနိုးလာလို့ရှင်လည်းကြီးကြီးကျက်တဲ့မဖြစ်ဘူးချမ်းသာတယ်အိနေတုံးလည်းပဲအိမဆိုးတွေကင်းတယ်ဟောဘာကြောင့်လဲလို့ဆိုရင်ထဲမှာအမုန်းတရားမရှိလို့ပဲဖြစ်တယ်ပေါ့ကိုယ်ရင်ထဲမှာရှိတဲ့အမုန်းတွေအလုံးရှင်းပလိုက်တယ်လောကလူတွေကအမုန်းတရားကိုရင်ထဲမှာထည့်ထားတယ်မာနတွေထည့်ထားတယ်ဘွားတွေထည့်ထားဓာတ်တွေထည့်ထားနှလုံးသားရဲ့တန်ရှင်းမှုကမဖြစ်ကြဘူးမဖြစ်သည့်အတွက်ကြောင့်ချမ်းသာအိပ်ဆက်ချမ်းသာလျက်နိုးအိမ်မဆိုးကင်းဆိုတာတွေမရဘူးတမန်အဝေရာဝတ္ထုမေတ္တာပို့အိတ်တယ်ဆိုရုံလေးနဲ့မရဘူးเนาะဒီအကျိုးတွေရမှာမဟုတ်ဘူးဒီအကျိုးတွေရခြင်းအခုပြောသလိုဒီခိုင်မာစွာတိဆောက်ထားတဲ့မေတ္တာတတ်ရှိလို့လိုအပ်တယ်လို့သူတို့ပြောတယ်မြတ်စွာဘုရားဟောထားတဲ့တရားတော်ဒီထိအောင်ပြောထားတာเนาะအဲ့တော့တာမန်မေတ္တာလေးနဲ့မေတ္တာအကျိုး7မျိုးဆိုပဲရမရနိုင်အဲ့တော့ဒီမေတ္တာကိုစနစ်တကျအခိုင်အမာတိဆောက်တဲ့အခါမှာအခုလိုအကျိုးတွေရလာဒါတွေမကဘူးချမ်းသာအိပ်ဆက်ချမ်းသာလျက်နိုးအိမ်မဆိုးကင်းစောင့်ခြင်းနှပ်များလက်တွေကလည်းဆုံးရှုပ်တယ်ဒေဝတာရခန္တိဘာကြောင့်ဆုံးရှုပ်တာတော့ဆိုမေတ္တာနှလုံးသားပိုင်ရှင်ရဲ့ဒီဓာတ်ကူးမှုဓာတ်ဆိုတာကူးတတ်တယ်ပေါ့အယောင်ဟတ်တယ်ဓာတ်ကူးတယ်ဆိုတာကြည့်လေနေဘူးထဲလာတဲ့ကတစ်ပင်အောင်ဝင်လိုက်ရင်အေးမတော်ဘူးလားအဲ့ဒါဓာတ်ကူးတာပဲတစ်ပင်ရဲ့အရှိန်အဝါကိုစီရောက်တာဒီလိုဆိုလိုတာနော်မေတ္တာဓာတ်ကူးသွားတယ်မေတ္တာဓာတ်မေတ္တာနှလုံးသားပိုင်ရှင်ရဲ့မျက်နှာကြည်လင်အေးမြနေတာဖြစ်တော့ကြောင့်သူနဲ့တွေ့လိုက်ရတဲ့ပုဂ္ဂိုလ်တိုင်းဟာမြင်လိုက်တာနဲ့သူ
သူရောက်လာတဲ့နဲ့စိတ်နှလုံးအေးချမ်းမှုတွေဓာတ်ကူးသွားတယ်ဒါကြောင့်မို့လက်တွေကလည်းလူလာပြီးတော့သူ့ကိုဆောင်းလျှောက်ကြတယ်ဆောင်းလျှောက်တယ်ဆိုတာမိတ်ဆွေအချင်းချင်းဆောင်းလျှောက်တဲ့ပုံစံမျိုးကိုပြောတာနော်နတ်ကိုသွားဂျူတီချလို့ပဲရမှာတော့သွားပြီးတော့ security ငှားပြီးတော့နတ်ကိုတို့အိမ်လာစောင့်မှလို့ဘယ်စောင့်နေမှာတော့နတ်ကသူစိတ်ကဒီလူပေါ်မှာခင်မင်းနေလို့အလို့လျောက်ဆောင်းလျှောက်ပေးတာမျိုးဆိုလို့ဒေဝတာရခန္တိစောင့်ရင်းနတ်များလူသားလဲချစ်ဆိုသူနဲ့တွေ့တဲ့ပုဂ္ဂိုလ်တိုင်းဟာလည်းသူမျက်နှာကြည့်ပြီးတော့အလုံးကခြေနှက်ကြတယ်ခင်မင်းကြတယ်လူသားလေးချစ်လူသားချစ်တော့နတ်ကလည်းနတ်လဲချစ်လျက်လက်နဲ့စိတ်ပြီးပြီးသည့်တပြားအဲ့ဒါလို့မေတ္တာကိုအခိုင်အမာပွားထားတဲ့ပုဂ္ဂိုလ်မေတ္တာစွမ်းအားတွေပြတ်နေတဲ့အချိန်လို့ဆိုလို့တယ်မေတ္တာနှလုံးသားတွေထုံမှန်းနေတဲ့အချိန်လေးမှာရန်သူတယောက်ကဝင်ပြီးတော့တခုလုံးမယ်ဆိုလို့ရှိရင်အဲ့ဒီလက်နဲ့ဟာကိုယ်စီမြောက်ဘူးလို့ဆိုလို့တယ်တာမမေတ္တာပို့တဲ့လူတယောက်ကိုပြောတာမဟုတ်ဘူးနော်အဲ့ဒီလိုမေတ္တာစိတ်ဓာတ်အခိုင်အမာရှိနေပြီဆိုလို့ရှိရင်လက်နဲ့စိတ်ပြီးပြီးသည့်တပြားအဲ့ဒါနဲ့ပတ်သက်ပြီးဝတ္ထုလေးတစ်ခုထုတ်ဖော်ပြောထားတာရှိတယ်ဒါကမိခင်ဆိုတဲ့မေတ္တာနွားမကြီးဒီကောင်ကနှိုးဆိုနွားလေးကိုနှုတ်တိုက်နေတာနှုတ်တိုက်နေတယ်ဆိုမှသူ့မှာမေတ္တာအပြည့်နဲ့နော်မေတ္တာအပြည့်နဲ့တိုက်ကျွေးနေတဲ့အချိန်လေးမှာမုတ်ဆိုးကနွားမကြီးကိုလှန်နဲ့ထိုးလိုက်တာတဲ့အာရှိပါရှိထိုးလိုက်တာလှန်ကြီးကပျော့ခွေကျသွားတယ်လို့ဆိုဟောအဲ့နွားမကိုလှန်မစူးလို့ဆိုလို့ဘာကြောင့်လဲဆိုမေတ္တာစွာအောင်လို့ဒီလိုပြောတယ်စာပေကျမ်းကမှာဆိုထားတာရှိတယ်အဲ့ဒါလို့မေတ္တာအတွက်လွှမ်းခြုံထားတဲ့အချိန်မှာဆိုလို့ရှိရင်လက်နဲ့စိတ်ပြီးပြီးသည့်တပြားအစိတ်ကလည်းကိုယ်မသိနိုင်ဘူးမီးလည်းကိုယ်မလောင်နိုင်ဘူးလို့ဆိုလို့အန္တရာယ်တွေကလွတ်ကင်းတယ်မျက်နှာရှင်ကြည်တီးကြည်နှလုံးမေတ္တာပွားထားတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာအမြဲတမ်းကြည်လင်းနေတယ်စိတ်ကလည်းအမြဲတမ်းပဲတည်ငြိမ်နေအေးချမ်းတယ်တေဆုံးမတွေ့ဘဝတစ်ခုဆုံးသက်ရမည်ဆိုလို့ရှိရင်မေတ္တာနှလုံးသားပိုင်ရှင်တရားဟာပြုံးပြုံးလေးနဲ့သိနိုင်တယ်ပေါ့ဒီလိုဆိုလို့လေတွေ့ဝေသိရတာမဟုတ်ဘူးမှားစရာရှိတာတွေမှားပြောစရာတွေရှိတာပြောပြီးအိတ်လိုက်ကလေးသိသွားတာမျိုးလို့ဆိုလို့ဘာမသိညာမသိနဲ့မိမောသိရတဲ့အသေးမျိုးမဟုတ်ဘူးလို့ဆိုလို့သေဆုံးမတွေ့သေဆုံးလို့ရှိရင်တွေ့ဝေပြီးတော့မသိရဘူးလို့ဆိုလို့သေလင်ပြမဖြစ်တတ်စွာဇာရလို့ရှိရင်တော့ပြမပြေထီအောင်ရောက်မယ်လို့ဒါမေတ္တာအကျိုးဆက်တစ်မျိုးအင်္ဂုတ္တလာမေတ္တာသုတ်တံမှာဟောတဲ့တရားနော်အဲ့ဒီလိုမြတ်စွာဘုရားကယဟန်တော်တွေကိုမေတ္တာပွားပြီးတော့တောထဲဝင်သွားလို့ရှိရင်အန္တရာယ်ကင်းလိုက်မယ်လို့ဆိုတာဘုရားဟောတဲ့အတိုင်းအဲ့ဒီကိုယ်တော်တွေဟာမေတ္တာကိုပွားပြီးတော့မေတ္တာတို့ကိုရွတ်ဖတ်တရစေပြီးတော့မေတ္တာအတိုင်းကျင့်စဉ်အတိုင်းကျင့်ကြတဲ့အခါဘာဖြစ်တယ်လို့ဆိုရင်ဒီတစ်ခေါက်မတော့အတော်ကိုအစဉ်ပြေသွားနတ်တွေကတောကောင်တွေရဲ့အော်ဟစ်တန်တွေမကြားရအောင်အတန်တွေမကြားရအောင်ကာကွယ်ပေးတယ်တောတွေတန်ရှင်းနေအောင်အန္တရာယ်ပြုမဲ့အကောင်တွေမလာအောင်ကာကွယ်ပေးတယ်ရဟန်းတွေလာတာကိုလိုလားတယ်ပြန်သွားမှတောင်စိုးရိမ်နေတယ်သူတို့ချင်းချင်းလဲစီလုံးညီညွတ်မှုတွေရှိလာတယ်မေတ္တာအကျိုးသက်ရောက်တော့နတ်တွေဟာနေလို့ထိုင်လို့ပိုကောင်းလာပြီရဟန်းတော်တွေကိုကြီးညိုလေးစားမှုတွေပိုတိုးတက်လာထိုရဟန်းတော်တွေဟာလည်းပဲထိုတောအုပ်ထဲမှာအေးချမ်းငြိမ်သက်စွာတမာတိတရားတွေတိုးတက်လာပြီးတော့နောက်ဆုံးမှာရဟန္တာဖြစ်တည်ကြည်အောင်ကျင့်ကြံကြုတ်ကိုအထောက်သွားနိုင်ကြတယ်အဲ့ဒီမေတ္တာတုတ်ကိုဟောတဲ့နေ့ကိုအကြောင်းပြုပြီးဒါမေတ္တာခါတော်နေ့ကိုဆိုတာနော်အေးမေတ္တာဆိုတာဟာမနောကမေတ္တာရှိတယ်ကာယကမေတ္တာရှိတယ်ဝစီကမေတ္တာရှိတယ်မေတ္တာပြသနိုင်ရမယ်ပေါ့မနောကမေတ္တာဆိုတာစိတ်ထဲကနေပြီးတော့အကျိုးလိုလားနေတဲ့စိတ်တွေဖြစ်တာရှေ့ပဲဖြစ်စေ၊ကွယ်ရပဲဖြစ်စေမေတ္တာထားတယ်ဝစီကမေတ္တာဆိုတာရှေ့တစ်မျိုးကွယ်ရတစ်မျိုးမဟုတ်ဘူး
သူ့ရဲ့အကျိုးကိုလိုလားတဲ့စကားကိုပဲပြောတယ်ရှစ်တဲ့ကြအကောင်းပြောကွယ်ရအတင်းပြောအဲ့ဒါမေတ္တာမဲ့တာခေါ်တယ်နော်ကွယ်ရကြရင်အတင်းပြောတယ်လေရှေ့ကြရင်တော့လေခင်လိုက်မင်းလိုက်တာကွယ်ရလဲရောက်ရောမင်းငေါ့ကြရင်တင်ဆိုတာမျိုးအေးကာယကံမှုကလည်းပဲကိုယ်ထိလက်ရောက်လည်းပဲသူပစ္စည်းမတော်တဆကြရင်သိမ့်ပေးတာတို့နော်သူကိစ္စတွေဝင်ပြီးတော့လှုပ်ပေးတာတို့အဝတ်တွေမဖွက်သေးဝင်ဖွက်ပေးလိုက်တာတို့မသိရသေးသိမ့်ပေးလိုက်တာတို့ကာယကမေတ္တာလို့ခေါ်တယ်ဝစီကမေတ္တာဆိုတာနော်ဝစီကမေတ္တာဆိုတာအကောင်းပြောရုံနဲ့မဟုတ်ဘူးသူ့ကိုတတ်သိပါစေနားလည်ပါစေဆိုပြီးတော့ပညာသင်ပေးတာလဲဝစီကမေတ္တာလို့ခေါ်တယ်တရားဓမ္မဟောပေးတာလဲဝစီကမေတ္တာကောင်းကျိုးချမ်းသာရနိုင်အောင်ပြောပေးတာမှန်သမျှဝစီကမေတ္တာကောင်းကျိုးချမ်းသာရဖို့ကိုယ်ထိလက်ရောက်ကုညီဆောင်ရွက်ပေးတာကာယကမေတ္တာသူ့အလုပ်ကိစ္စရှိလို့ဝိုင်းပြီးလုပ်ပေးတယ်ကာယကမေတ္တာအဲ့တော့ကာယကမေတ္တာဝစီကမေတ္တာမနောကမေတ္တာဆိုတာကွယ်ရမှာရောရှေ့မှာရောမကွဲမခြားတမျိုးတည်းစိတ်ထားတသားတည်းထားနိုင်အောင်တူညီသောသဘောကိုဆောင်ပြီးတော့ဆောင်ရွက်လုပ်ကင်ပေးကြမှာဖြစ်တယ်လို့ဒါကကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်မှာအဲ့ဒါလို့နေမြတ်စွာဘုရားသခင်ကိုရောမြတ်ကကရဏီယမေတ္တာတုတ်ကိုဟောကြားလိုက်လို့ယဟန်တော်တွေဟာစိတ်နှလုံးအေးချမ်းပြီးတော့အတွင်းရန်လည်းကင်းနေစိတ်နှလုံးပူပန်မှုတွေမရှိတော့ဘူးမေတ္တာကိုအခြေခံပြီးတော့တရားဓမ္မအားထုတ်လိုက်တာခုနကမေတ္တာကိုအခြေခံထားပြီးတော့ဝိပဿနာကူးကြတယ်ဘယ်လိုဝိပဿနာကူးတယ်လဲလို့ဆိုရင်မေတ္တာစိတ်ဓာတ်ကိုပဲပြန်ပြီးတော့တရားရှုတာနော်မေတ္တာစိတ်ကိုပဲရှုတာမေတ္တာရဲ့အာယုံကိုတော့တရားရှုလို့မရဘူးဘာလို့လဲဆိုတရဝပညာကိုအဲ့တော့ပညာကဖယ်ပြီးတော့အဲ့ဒီပညာပေါ်မှာဖြစ်ပေါ်နေတဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ကလေးဟာလည်းပဲမမြဲဘူးဖြစ်ပြီးရင်ပြတ်သွားတဲ့သဘောကိုမြင်အောင်ကြည့်တယ်ဖြစ်မှုပြတ်မှုတွေနဲ့မကင်းနိုင်လို့ဒုက္ခဆိုတဲ့သဘောကိုကြည့်တယ်ထိုဒုက္ခဖြစ်သည့်အတွက်ကြောင့်ကိုယ်ဘာမှမပိုင်ဘူးဆိုတဲ့အနတ္တသဘောကိုလည်းပဲဆက်ဆက်ပြီးတော့သိမြင်လာတယ်ဆိုတဲ့ဝိပဿနာဉာဏ်နဲ့အစစ်စစ်ဖြစ်သွားတယ်ဒီလိုဆိုလို့အဲ့ဒါကိုမြတ်စွာဘုရားဒေသနာမှာမေတ္တာဝိဟာရိယောဘိက္ခုပတန်နောဗုဒ္ဓသာသနိအဓိကိစေဗရံတန္တံသင်္ခါရုပတမန်ဒုက္ခမေတ္တာနဲ့နေတဲ့ပုဂ္ဂိုလ်ဟာမေတ္တာဝိဟာရိယောဘိက္ခုပတန်နောဗုဒ္ဓသာသနိမြတ်စွာဘုရားရဲ့အဆုံးအမပေါ်မှာတရားစွမ်းအားကြီးကြီးညိုတဲ့စိတ်ဓာတ်တွေနဲ့မေတ္တာနဲ့နေထိုင်တဲ့ပုဂ္ဂိုလ်ဟာအဓိကိစေပဒံတန္တံသင်္ခါရုပတမန်ဒုက္ခသင်္ခါရတွေငြိမ်းသွားလို့ချမ်းသာတဲ့ချမ်းသာမျိုးဆိုတဲ့နိဗ္ဗာန်ချမ်းသာတကယ်အငြိမ့်တတ်ကြီးကိုရနိုင်ပါတယ်မေတ္တာနှလုံးသားတိဆောက်ထားရင်ကနေဝိပဿနာတရားပြောင်းလဲပြီးတော့တိုးပွားကြိုးစားလိုက်မယ်ဆိုလို့ရှိရင်အိဋ္ဌဒုက္ခအနတ္တမြင်ပြီးနောက်ဆုံးဝိပဿနာဉာဏ်အစဉ်စဉ်ကနေပြီးမဲ့ဖို့နိဗ္ဗာန်ထိအောင်ကိုယ်တဏ္ဍာမှာရှိတဲ့ကိလေသာတွေကိုဖယ်ရှားပြစ်နိုင်တဲ့အတိဉာဏ်မျိုးတွေကိုရရှိပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်လို့မေတ္တာပါရကမေတ္တာကိုအခြေခံတဲ့ဝိပဿနာတရားကိုပွားများအထောက်ထားလို့ဆိုလို့ပေါ့မေတ္တာကိုအခြေခံပြီးတော့ဝိပဿနာလုပ်လို့ရအေးလုပ်ပြီးဆိုလို့ရှိရင်တရားတွေပေါ်မှာအာယုံပြုနေတဲ့မေတ္တာစိတ်လေးကိုဝိပဿနာရဲ့အာယုံအဖြစ်သုံးချလိုက်တာပဲဖြစ်တယ်ပေါ့မေတ္တာကတော့တရားတွေပေါ်မှာအာယုံပြုပြီးတော့ပွားတာဖြစ်တယ်အေးတရားတွေကိုအာယုံပြုပြီးတော့ဖြစ်နေတဲ့မေတ္တာစိတ်ကလေးကိုအာယုံပြည့်သုံးချလိုက်တဲ့အခါကျတော့ဝိပဿနာဉာဏ်ဖြစ်လာတယ်ပေါ့အဲ့ဒီလိုဝိပဿနာလမ်းကြောင်းဝင်သွားပြီဆိုတဲ့အခါမှာမေတ္တာကခိတ္တခဏပယ်ရှားထားတဲ့ဒေါသဆိုတာကိုလေအကျွင်းမဲ့ဖယ်ရှားပြနိုင်တယ်မေတ္တာရဲ့အနိကယန္တုဖြစ်တဲ့လောဘကိုလည်းဖယ်ရှားပြနိုင်တယ်အမှန်မသိဘူးဆိုတဲ့မောဟကိုလည်းဖယ်ရှားပြနိုင်တယ်ကိလေသာအလုံးကိုမေတ္တာတရားကိုအခြေခံတဲ့ဝိပဿနာဉာဏ်ကနေဆင့်ပွားပြီးရရှိလာတဲ့မေတ္တရားဖို့တရားကဖယ်ရှားပြနိုင်တယ်ထို့သောဖယ်ရှားပြနိုင်တာနိဗ္ဗာန်ကိုအာရုံပြုပြီးတော့ဖယ်ရှားခြင်းဖြစ်တယ်ဒါကြောင့်မို့မေတ္တာအခါတော်နေ့မှာမိမိတို့ရဲ့နှလုံးသားထဲမှာမေတ္တာတရားခိုင်ခိုင်မာမာတိဆောက်ပွားများအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားနိုင်ယူကြပြီးတရားချစ်ခင်သူတော်စင်များအနေဖြင့်
မေတ္တာနှလုံးသားအခိုင်အမာပွားများအားထုတ်နိုင်ရပါစေကုန်သတည်းသာဓုသာ